ကျွန်တော်စင်ကန်နေစဉ်အတွင်းမှာပဲရရှိလာလွတ်တဲ့ကန်ဘောတော့ပေါ်ဆန်းမွေးကန်သွင်းမဲ့အနေထားကိုလည်းမြင်တွေ့ရတယ်နော်တောက်လျှောက်ပဲလက်စွမ်းပြနေတဲ့ပသိမ်သိန်းရဲ့ကိုသမားဒီချိန်မှာလည်းကာကွယ်နိုင်မလားဆိုတာပြောရင်ဆိုရင်ကန်ပြီကိုပြီခင်ဗျာဒါဟာတိတ်တန်း100တန်ပေါ်ဆန်းမွေးပဲဖြစ်ပါတယ်ချက်ကန်းဆန်အိုတိုးတာဒီကောင်တွေကို free kick မပေးနဲ့လို့ငါမှားထားတယ်ပြောတာကိုကျွန်တော်ထောင်းကန်ဘောလို့ကြားလိုက်တာအဲ့ဒါကြောင့်ထောင်းကန်ဘောသူတို့အတင်းကိုမပေးအောင်ကစားနေထောင်းကန်ဘောလည်းမပေးနဲ့ free kick လည်းမပေးနဲ့ဒီကောင်တွေအတင်းကတဲကန်ဘောကိုပေးလို့ရတဲ့အတင်းမဟုတ်ဘူးရောက်နေဂိုးထက်မပေးနဲ့တော့နော်အကုန်လုံးထမင်းပြောင်းစားရတော့မယ်ငါတို့ဒီမှာလည်းပေါ်ဆန်းမွေးဆွဲလာပြန်ပြီဗျာဘယ်ချိန်နဲ့ဖြတ်တင်ပေးတယ်အဆန်စီယိုဂျုံလိုနေထားနဲ့ဖြတ်ထုတ်နိုင်ခဲ့တော့ခင်ဗျာမြင်တွေ့ရတဲ့အဆန်စီယိုအနေနဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုဟန်တာရမှာ6တောက်တွေမကဒုတ်တွေပါသုံးလာခဲ့တာခင်ဗျာကျေးဇူးများကြီးတင်ပါတယ်ဒီနေ့နိုင်ပွဲနဲ့ပတ်သက်ပြီးဘာမှပြောချင်ပါလဲဗျာဘာမှတော့တွေ့ထူးမရှိပါဘူးဒါလောကရန်ရဲ့ပုံမှန်ပြကွက်တွေပါတခုပြောချင်တာကတော့ဘူဇာတွေတိတ်မစားပါနဲ့ထမင်းပြောင်းစားကြပါလို့ rice baby Rice baby Rice baby Alright stop collaborate and listen Rice is back with my brand new invention Something got a hold of me tightly Flow like a hot phone daily and nightly Will it ever stop yo? I don't know Turn off the lights yo I now glow To the extreme I rock a mic like a vandal Light up the stage and watch a light မနှက်ဖြန်ပွဲမှာအနိုင်ရမယ်ကိုယ်စိတ်ကူးနဲ့အစီအစဉ်ဆွဲအဲ့ဒီပွဲမှာအနိုင်ရဖို့မတိကြဘူးကွယ်အစနေနိုင်ချွတ်ပြမယ်ပြောထားလို့ဖုန်းလေးခေါ်နေကြတယ်ချွတ်ပြမယ်လို့ပြောတာတကယ်တော့မျက်ကမှန်ကိုပြောတာပါရှင်ဘာပြောနိုင်ရလို့ဝမ်းသာပါတယ်အစနေတင်ဖလားရမှာတကယ်ချွတ်ပြပါမယ်အားလုံးကျေးဇူးတင်တယ်ကီလီယန်မမလေးထိုးဖို့အောင်ဘာပေးကီလီယန်ရေချက်ချင်းပြန်တော့မလို့လားထမင်းစားတော့ပြီးမှအေးစေးပြန်มาလားဗျအဲ့ထမင်းဆိုတဲ့တောင်လုံးဝမကြားချင်းဘူးအဲ့ထမင်းကိုလည်းပြောင်းစားစရာဘာအကြောင်းမှမရှိဘူးငါတို့ပသိမ်သားတွေကဟာလဝါပဲကြိုက်တယ်မင်းတို့ပသိမ်ရောက်မှတွေ့မယ်